ချိန်ဒီ fruit တွေကိုပဲဖောက်နေသေးရတယ်ဒီနီလန်းက fruit ဖောက်တာတဲ့အစားတရားတော့တက်တာပါတယ်ဟုတ်ပါတယ်ဒီနီလန်းကတော့ squid နဲ့ဆောက်တာဖြစ်ပါတယ် squid နဲ့ဆောက်ဖို့အတွက် extruder ရင်းနဲ့ squid ပဲလိုပါတယ်ဒီ video ထဲမှာဆိုရင်တော့ roller ဆက်ဆက်မျိုးကိုပြတော့ video လေးမစခင်ဒီလိုမျိုးအမိုင်းစားပြီးကိုကြည့်ဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ပြီးလိုက်ခဲ့ကြပါကျွန်တော် Telegram ထဲမှာလုပ်ပြပေးပါမယ် Telegram ထဲရောက်ပြီဆိုရင်တော့ဒီဥဆိုကျွန်တော် search bar မှာကျွန်တော်ရှာပြီးလို့ရှာလိုက်ပါ RPN လေး squid မြန်မာလို့ကျွန်တော်ရရှာလို့ရှာလိုက်ပါပြီးရင်တော့ကျွန်တော် channel ပေါ်လာပါလိမ့်မယ်အဲ့ channel ကိုနှိပ်လိုက်ပါဒီ channel ကိုဘာသာတို့ join ပေးစီခြင်းပါတယ် join လိုက်ပါပြီးရင်တော့ကျွန်တော်တို့ပင်ထောက်ထားတဲ့ message ကိုတွားပါမယ်အဲ့ပင်ထောက်ထားတဲ့ message တွေကကျွန်တော်တို့ link တစ်ခုကိုဝင်ပါမယ်ဗျအဲ့ဒီထဲမှာ squid စရင်းများဆိုတာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ RPL squid ရဲ့ community လေးကို join လိုက်ပါမယ် join ပြီဆိုရင်တော့ကျွန်တော်ပြထားတဲ့ RPL executor ဆိုတော့နှိပ်လိုက်ပါအဲ့မှာကျွန်တော် data နဲ့အသုံးပြုပြီးဆော့ရမယ်ဖြစ်တဲ့အတွက် data ကိုနှိပ်လိုက်ပါ data ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ tutorial video လေးရှိပါပြီးရင်တော့ဒီမှာကျွန်တော်တို့အခုသွားမယ် data file ရရှိပါမယ်အဲ့ဒါကိုကျွန်တော် download လုပ်ပြီးရမှာဆော့ပြရမှာဘာလဲတော့ data ကို download လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့အောက်က video ကို search ကြည့်ပေးပါမယ်ကျွန်တော်တို့ video ကိုဖွင့်လိုက်ပါမယ်ဒီ video ထဲမှာဆိုရင်တော့ data executor ကိုအသုံးပြုပြီး Roblox hands-on ကိုတွေ့ရပေးတော့မှာပါအရင်ဦးဆုံး data executor ကိုကျွန်တော် Telegram channel မှာတင်ထားတဲ့ file နေလဲ download လုပ်လို့ရပါတယ်ဒါမှမဟုတ် website ကနေ download လုပ်လို့လည်းရသေးပါတယ် Roblox ထဲကိုရောက်ပြီဆိုရင်တော့ data executor နဲ့ hands-on ရအောင် game တစ်ခုကို join ပေးရပါမယ် game ထဲကိုရောက်တော့ပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာအောင်စောင့်ပေးရပါပါတကယ်လို့ပေါ်မလာခဲ့ရင်လည်း VPN ခံပြီးစောင့်ပေးလိုက်ပါပေါ်လာပြီးနောက်တက်တဲ့အဆင့်ကိုထပ်မတက်သွားရင်လည်းခဏလေးစောင့်ပေးလိုက်ပါဒီနေရာမှာ file တွေကို download လုပ်နေရဆိုရင်တော့ခဏလေးစောင့်ပေးလိုက်ပါပြီးရင်တော့ key ယူရမယ့်နေရာလေးရောက်သွားပါလိမ့်မယ်key ယူရမယ့်နေရာကိုရောက်သွားပြီဆိုရင်တော့ get a key ဆိုတာကိုနှိပ်လိုက်ပါဘယ်ကူဆုံးနဲ့ရိုးရှင်းဆုံး key ယူနေရတော့ Telegram ထဲမှာ bypass port နဲ့ key ဝလာဖြစ်ပါတယ်အရင်ဥဆို Telegram ရဲ့ search bar မှာ RPN bypass မြန်မာပေါ့လို့ video တွေကလို့ရှာလိုက်ပါဘော်လေးကိုတွေ့ပြီဆိုရင်တော့ဘော်လေးကိုနှဲ့လိုက်ပါဒီထဲမှာဆိုရင် bypass လုပ်လို့ရတဲ့ link တွေအများကြီးရှိပါတယ် start command လေးကိုနှဲ့လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ bypass လုပ်ရှင်တဲ့ link လေးကိုပို့လိုက်ပါမယ်bypass လုပ်ခင် channel လေးကို join ပေးလိုက်ပါမယ်ရင်းဥဆိုကျွန်တော်ပြထားတယ်လို့ join လိုက်ပါ channel အကုန် join ပြီဆိုရင်တော့ dance ဆိုတာလေးကိုနှိပ်ပြလိုက်ပါဒါဆိုရင်ရတော့ပါပြီပြီးရင်တော့ key ယူရမယ် link လေးကိုပို့လိုက်ပါဒီ link လေးကိုပို့ပြီးပြီဆိုရင်တော့ဘောဟာတူတူ key ယူပေးပါလိမ့်မယ် blog food account တွေနဲ့ blog food service တွေကိုဒီ channel မှာဈေးနှုန်းချို့ data နဲ့ရနိုင်ပါဒီနေရာမှာဆိုရင်အနည်းဆုံး30စက္ကန့်လောက်အချိန်ယူရပါတယ်ဘောက key ယူပြီးပြီဆိုရင်တော့ key ကို message လေးနဲ့ပို့ပေးပါလိမ့်မယ်အဲ့ message ထဲမှာ key ကိုနှိပ်လိုက်ပြီဆိုရင်တော့ copy reader ဖြစ်ပါလိမ့်ဒါမှမဟုတ်အဲ့မှာပါတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်တော့ copy reader ဖြစ်ပါလိမ့်မယ်နောက်တစ် key ယူနေရတော့ data official ကနေပြီး key ယူရတာဖြစ်ပါတယ်ရင်းဥဆုံးဒီနေရာမှာဆိုရင် continue ကိုနှိပ်ပေးရပါမယ် continue ကိုနှိပ်လိုက်ရင်ဒီမှာကြော်ညာလေးတွေပါလေးတက်လာမလို့ပြန်ထွက်ပေးရပါမယ်တစ်ခါလေကြာရင်ကြော်ညာတွေကပြန်ထွက်ရတာခက်ခဲပါလိမ့်မယ်အဲဒါကြောင့်မလို့တိတိကျကျကြည့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ key ရမယ့်နေရာကို continue နဲ့ပြီးရောက်သွားပါလိမ့်မယ်ဒီနေရာမှာဆိုရင် key ကိုအတွက်သူလောက်ခိုင်းတဲ့ဟာလေးတွေကိုလုပ်ပေးရပါမယ်ဒီ video ထဲမှာကျွန်တော်ပြထားတယ်လို့ link ထဲကိုဝင်ပြရမှာဒီနေရာကိုပြန်သွားပေးရမှာတော့ဒီလောက်ဖို့ယူခိုင်းတာနှစ်ခုဖြစ်တာမလို့ကျွန်တော်နှစ်ခါပြန်ထွက်ပြီးပြန်ဝင်ထားပါတယ်ကျွန်တော်တို့အဲ့လိုလုပ်ပြီးပြီဆိုရင်တော့ဘေးနားလေးမှာစက္ကန့်လေးပါပါလိမ့်မယ်
အဲ့ဒီဆက်ကနေပြည့်တော့တာနဲ့ကျွန်တော်တို့ကီးယူကိုရသွားပါလိမ့်မယ်တကယ်လို့ဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကီးယူကိုရသွားပါလိမ့်မယ်ပြီးရင်တော့ claim reward ဆိုတာကိုနှိပ်လိုက်ပါကျွန်တော်ဒီနေရာမှာဆိုရင် key လောက်ဖို့အတွက်နေရာလေးရောက်သွားပါလိမ့်မယ်ဒီနေရာမှာ creating key ဆိုတာနှိပ်လိုက်ပါဒီနေရာမှာဆိုရင်ကျွန်တော်တို့ key ရသွားပါပြီအဲ့မှာ copy လေးကိုနှိပ်လိုက်ပါပြီးရင်တော့ gain လေးကိုပြန်သွားပြရမှာ enter key ဆိုတဲ့နေရာမှာကျွန်တော် key လေးထည့်ပေးရပါမယ် key ထည့်ပြီးဆိုရင်တော့ continue ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ screen နဲ့ hack ဆော့လို့ရပါဘူးဒါပေမဲ့ screen ယူဖို့အတွက်ကျွန်တော်တို့ Telegram channel မှာတင်ပေးထား Telegram ထဲမှာဆိုရင် API နဲ့ Squid မြန်မာလို့ရှာလိုက်ပါရှာပြီးပြီဆိုရင်တော့ဒီ channel ထဲမှာ game squid များစွာအများကြီးရှိပါတယ်ပြီးတော့ဒီ channel ထဲမှာပဲ love account တွေကိုဇင်းလုံးချိုချိုတာတာနဲ့ရောင်းချပေးနေမှာကျွန်တော်တို့ squid ယူဖို့အတွက်ဒီမှာပြင်ထားတဲ့ message လေးကိုနှိပ်လိုက်ပါမယ်ဒီထဲမှာ squid များဆိုတာရှိပါတယ်အဲ့ဒါကကျွန်တော် folder တစ်ခုကိုလုပ်လိုက်ပါမယ်ဒီထဲမှာ squid လေးတွေပါလေးရှိပါတယ်ဒီထဲမှာကျွန်တော်တို့ rule ထဲဝင်လိုက်မယ်ဆိုရင်တော့ love squid ဆိုတာနှိပ်လိုက်ပါညမှာဆိုရင် block food နဲ့တက်ဆိုင်တဲ့ squid တွေများစွာရှိပါတယ်ကျွန်တော်ဒီ squid လေးကိုအစမ်းသုံးကြမယ်ဖြစ်ပါတယ် squid လေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီထဲမှာ copy code ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ပြန်သွားပြန်မှာဒီနေရာမှာ squid လေးကိုထည့်လိုက်ပါမယ်တက်ပြီဆိုရင်တော့ excuse ဆိုတာကိုနှိပ်လိုက်ပါဒီလိုဆိုရင်တော့ကျွန်တော်တို့ squid ကိုသုံးလို့ရသွားပါပြီကျွန်တော်ဒီထက်က squid မလို့ဒီလိုမျိုးလေးပါလေးပေါ်ပါလိမ့်မယ်ကဲဒီ squid ထဲမှာဆိုရင်ကျွန်တော်တို့ level farm လို့ရမယ်ပြီးတော့ PVP ပါချလို့ရမယ်ပြီးတော့ quest တွေလည်းယူလို့ရပါတယ်ပြီးတော့ auto fire တွေပါပါသေးတယ် squid နဲ့ hack ဆော့ရသွားပြီဆိုရင်တော့ brother တို့ squid လေးနဲ့ကန်ကောင်းပါစေလို့ကျွန်တော်နှုတ်ခွန်းဆက်လိုက်ပါတယ် rust လိုမျိုး squid တွေနဲ့တခြား premium squid တွေကိုဒီ channel မှာတင်ပေးပြီးတော့ cross hack ဆော့အနေအကြီးဆုံးကိုလည်းတင်ပေးထားပါတယ် brother တို့လိုချင်တဲ့ game squid တွေရှာမတွေ့ရင်တော့ကျွန်တော်စီကိုလာရှာခိုင်းလို့ရပါတယ်